လူတူတူချင်းဖြစ်ပါရဲ့တန်းတယ်ဘာဖြစ်လို့ချမ်းသာတဲ့လူကချမ်းသာဆင်းရဲတဲ့လူကဆင်းရဲနေရတာလဲဆိုအဓိကကံတရားပဲတချို့ကတွက်ကောင်းတွက်လိုက်ပဲဆင်းရဲတဲ့လူတွေကပြင်းလို့လောက်ကင်မစားလို့ဆင်းရဲတယ်လို့ထင်တာမဟုတ်ဘူးနော်အဲ့ဒါအကြောင်းတစ်ခုတည်းမဟုတ်ဘူးမွေးကြတဲ့ကစားစရာတောက်စရာမရှိတဲ့အိမ်ကိုသွားမွေးတဲ့လူမရှိဘူးလားရှိလို့အနှီးတောင်မရှိဘူးလို့ကြားဘူးလေနော်အဲ့တချို့ကြတော့ဘာမှမလုပ်ရပဲနဲ့ချမ်းသာတဲ့အိမ်တိုင်နဲ့ကားနဲ့ငွေကြေးတနာကြွယ်ဝချမ်းသာတဲ့အိမ်မွေးတဲ့လူတွေရောမရှိဘူးလားဩအဲ့ဒီလူတွေကြတော့ဘာမှမလုပ်ရသေးပဲနဲ့ချမ်းသာနေတာပဲလေဘာမှမလုပ်ရသေးပဲနဲ့လဲဆင်းရဲတာပဲဘာမှမလုပ်ရပဲနဲ့လဲချမ်းသာတာအဲ့ဒါဆိုတော့နောက်ွယ်ကတခုရှိနေတယ်ဆိုတော့သိကြတယ်တခြားဘာသာဝင်တွေကတော့ဖြေထုတ်လိုက်မယ်ဖရာသခင်ရဲ့အလိုတော်ချာဖရာကဖန်တီးတယ်လို့ဆိုလို့ရှိရင်စဉ်းစားကြည့်ရမှာကဖရာကဖန်ဆင်းတယ်ဆိုလို့ရှိရင်ဖရာဆိုတဲ့ပုဂ္ဂိုလ်ဟာကရုဏာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရင်အလုံးချမ်းသာအောင်မဖန်ဆင်းမိဘူးလားဘာလို့တယောက်ကိုတော့ဆင်းရဲတယောက်ကိုတော့ချမ်းသာဆိုတော့မညီမမျှပဲလှုပ်လိုက်မလဲဖရာကဖရာဆိုတဲ့ပုဂ္ဂိုလ်ဟာအလုံးပေါ်မှာတရားတွေကိုရင်ဝယ်သားခဲ့လို့တနာတဲ့ကရုဏာတရားရှိတယ်ဆိုရင်ဆင်းရဲတာကြည့်ရပါမလားဒါပေမဲ့လို့လူလောကမှာဆင်းရဲသူနဲ့ချမ်းသာသူဘယ်သူကများတယ်လို့ထင်နော်ဆင်းရဲတဲ့လူတွေများအဲ့ဒါဘုရားသခင်ရဲ့အပြစ်ပဲဒီတိုင်းဆိုရင်တော့ဘာဖြစ်လို့ဆင်းရဲသားတွေကိုအများကြီးဖန်ဆင်းရတယ်လဲချမ်းသာတဲ့ပုဂ္ဂိုလ်တွေပဲဖန်ဆင်းနေတာပေါ့ဖန်ဆင်းတာကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေအတိုင်းဒါစဉ်းစားကြည့်ဖို့ပြောတာနော်အဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်ချမ်းသာတဲ့လူကတော့ဟောဘုရားသခင်ရဲ့ကျေးဇူးဆိုပြီးတော့ချီးမွမ်းကြမှာဆင်းရဲတဲ့လူတွေကတိတ်တိတ်ပုံကြိတ်ဆဲမနေဘူးလားငါတို့ကြတော့ဆင်းရဲမွဲတေးအောင်ဖန်ဆင်းတယ်သူတို့ကြတော့ချမ်းသာအောင်ဖန်ဆင်းတယ်ဆိုပြီးမနာလို့ဝန်တို့စိတ်တွေဖြစ်မနေဘူးလားအဲ့ဒါလို့တကယ်ဖန်ဆင်းတာဟုတ်မဟုတ်ကိုစဉ်းစားကြည့်ပေါ့အဲ့တော့ဘုရားတရားတော်အရပြောရမယ်ဆိုလို့ရှိရင်ဖန်ဆင်းသူဆိုတာမရှိဘူးကိုလုပ်ခဲ့တဲ့ကံတရားအတိုင်းဖြစ်ကြတယ်ဆိုဘယ်သူဆဲအောင်မလို့မွဲတဲ့လူကဘယ်သူဆဲမကိုယ့်ကိုပြန်ဆဲဖို့ပဲရှိတယ်နော်ကိုလုပ်ခဲ့လို့မွဲတာလေချမ်းသာတဲ့လူကဘယ်သူကျေးဇူးတင်မလို့ကိုယ့်ကိုပဲကျေးဇူးတင်ရတော့မှာပဲဘာလို့တော့ကိုလုပ်ခဲ့တာအားလုံးကဘယ်သူမပြုတ်မိမိမှုပဲကိုလုပ်ခဲ့ကြတာအဲ့ဒါကြောင့်မလို့ကျေးဇူးတင်စရာလည်းရှာတွေးမှာမဟုတ်အပြစ်ပြောစရာလည်းရှာတွေးမှာမဟုတ်ဘူးလို့ဆို